အားလုံးပဲ Happy Mother Day ပါမေလဒုတိယပတ်တနင်္ဂနွေနေ့ကိုအပြည်ပြည်ဆိုင်ရာအမေများနေ့ဖြစ်သတ်မှတ်ထားတာဖြစ်တယ်ဆိုတော့အမေများနေ့စတင်ဖြစ်ပေါ်လာပုံကိုကျွန်တော်အနေငယ်လေးမျှဝေပေးလို့ပါတယ်ဆိုတော့ဒီဟာကိုကျွန်တော်မြန်မာ Gospel Page ကနေကိုးကားပြီးတော့ပြန် share ခြင်းပဲဖြစ်ပါတယ်အမေများနေ့စတင်ဖြစ်ပေါ်လာဖို့အတွက်เนาะ19ရာစုလောက်မှာဓာတ်ဆရာမတယောက်ကဥဆောင်ပြီးတော့စစ်ပွဲကြောင့်တည်ဆုံသွားတယ်ဒါသမီးတွေရဲ့မိခင်တွေကိုစုစည်းပြီးတော့စစ်ပွဲလို့မရှိဘူးเนาะငြိမ်းချမ်းရေးတာလိုလားတယ်ဆိုတဲ့ဒီကျွေးကြော်တန်တွေနဲ့เนาะလှုပ်ရှားမှုတစ်ခုရှိခဲ့တယ်ဆိုတာတွေ့ရတာဖြစ်ပါတယ်เนาะသူတို့ကတော့ဇွန်လမှာ The Peace Mother Day အနေနဲ့သတ်မှတ်ပေးဖို့တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့တကယ်အမေများနေ့ကို19ရာစုမှာအတီးမပြုတ်ခဲ့ပဲနဲ့20ရာစုပေါ့နော်1914လောက်မှာတော့တမရဝီစင်လက်ထက်မှာဆိုအမေများနေ့ကိုတတ်မှတ်ပေးခဲ့တာဖြစ်တယ်သူတို့အမေများအားလုံးကိုဂုဏ်ပြုတယ်ကျွန်တော်အနေနဲ့တခြားတော့အကြောင်းအရာတွေထက်ကျွန်တော်အမေနဲ့ကျွန်တော်ကြားမှာရှိတဲ့အကြောင်းအရာတွေကိုလည်းဒီနေရာမှာမျှဝေပေးလိုပါတယ်ကျွန်တော်အမေကလည်းအမေများနေ့ရောက်တိုင်းတတိယတာဖြစ်တယ်ကျွန်တော်အမေကတော့ကျွန်တော်ပုံမှာအများကြီးလွှမ်းမိုးမှုရှိပါတယ်ကျွန်တော်စိတ်မကောင်းတာတခုကကျွန်တော်အခုလိုလိန်မာတွားပြီးတော့အမှုတော်ဆောင်ဖြစ်လာတဲ့အရာကိုကျွန်တော်အမေမမြင်တွားတာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုအမှုတော်ဆောင်ဖြစ်လာဖို့အတွက်လည်းအမေကပဲဆူတောင်းပေးခဲ့တာဖြစ်တယ်နော်လွန်ခဲ့တဲ့နှစ်20ကျော်လောက်ကကျွန်တော်မလိန်မာတဲ့အချိန်တုန်းကပေါ့နော်ညတကောင်ဆိုရင်ကျွန်တော်7နာရီကျော်မှအိမ်ပြန်လာတယ်ပြန်လာပြီးတော့မူးယူပြီးတော့နေပေမဲ့အမေကအမြဲတမ်းကျွန်တော်ခန်းထဲဝင်ပြီးတော့ကျွန်တော်ရဲ့နှဖူးပေါ်လက်တင်ပြီးအမြဲတမ်းဆူတောင်းပေးခဲ့တာဖြစ်တယ်เนาะသူကချင်လိုဆူတောင်းတဲ့အခါတိုင်းမှာကျွန်တော်ကြားတယ်เนาะ Greg Samna Magan Kun ပြင်ဝါဝူကဆိုတာဒီဖျားတခင်ရဲ့เนาะအမှုတော်ဆောင်တယောက်ဖြစ်လာပါစေဆိုပြီးတော့အမြဲတမ်းဆူတောင်းပေးတာဖြစ်တယ်เนาะသူဆူတောင်းပေးနေတဲ့အချိန်ဆိုကျွန်တော်အမြဲတမ်းအိတ်ချအောင်ဆောင်အိတ်ချအောင်ဆောင်ပြီးတော့အမေထွက်သွားပြီဆိုကျွန်တော်ပြန်ငိုးတယ်တိတ်တိတ်လေးနဲ့ရမ်းငိုတယ်ဒါပေမဲ့အဲ့တုန်းကမရင်ချက်သေးတဲ့ခါမှာเนาะလူငယ်လေးဖြစ်သေးတဲ့ခါမှာငိုပေမဲ့လည်းခဏပဲเนาะကျွန်တော်မပြောင်းလဲခဲ့ဘူးကျွန်တော်ရဲ့စိတ်ခံစားချက်တွေနောက်ပဲကျွန်တော်လိုက်ပြီးတော့အမေကိုလည်းကျွန်တော်ဦးစားမပေးမိတဲ့အချိန်တွေအများကြီးရှိတာဖြစ်ပါတယ်ကျွန်တော်ကလမ်းဆုံးကိုရောက်တော့မဲ့အခြေအနေတွေအချင်းချင်းကြုံတယ်ဘဝမှာလေကြောက်သေးကိုကြားခံနေပြီလားကြားခံနေပြီလားဆိုရင်တော့ဘယ်တော့မှလမ်းဆုံးမရောက်ပဲနဲ့ပြန်ပြီးတော့လှည့်လာနိုင်ခဲ့တာအမေရဲ့ဆူတောင်းတန်ကြောင့်ပဲဖြစ်ပါတယ်။မိမျက်ရည်နဲ့ကျွန်တော်တို့ဆူတောင်းပြီးခဲ့တဲ့အရာတွေကဖျားခင်အရှိမရောက်တဲ့အခါမှာကျွန်တော်လမ်းဆုံးကိုသွားနေပြီမဲ့လမ်းဆုံးမရောက်ပဲနဲ့ကျွန်တော်ဒီနေ့တော့ကောင်းမွန်ပျော်ရွှင်တဲ့ဘဝနဲ့ဘုရားဆောင်တယောက်ဖြစ်လာတာပဲဖြစ်ပါတယ်။ဆိုတော့အမေရဲ့ဆူတောင်းတန်တွေပြည့်စုံလာတယ်။အမေကတော့တော့ကောင်းကင်နိုင်ငံကနေကျွန်တော်ကိုငုံကြည့်ပြီးပြောနေမယ်လို့ကျွန်တော်အနေနဲ့ခံစားမိတာဖြစ်ပါတယ်တကယ်လို့ပြန်ပြီးတော့တောင်းဆိုခွင့်ရှိမယ်ဆိုရင်ကျွန်တော်မှုတော်ဆောင်တယောက်အနေနဲ့အမေကိုလည်းဆူတောင်းပေးခြင်းနဲ့ဆန္ဒရှိတာဖြစ်ပါတယ်အမေအတွက်ကျွန်တော်ပြန်ပြီးတော့ပြုစုပေးခြင်းနဲ့ဆန္ဒအခုချိန်မှာအများကြီးရှိတာပဲဖြစ်ပါတယ်လို့ဆိုတော့အမေများအလုံးကိုဂုဏ်ပြုတယ်မိခင်နေတာမရှိဘူးဆိုရင်ကျွန်တော်လူသားမျိုးနွယ်တွေဆိုတာလည်းရှိလာမှာမဟုတ်ပါဘူးเนาะဒီနေ့လူသားမျိုးနွယ်စုတွေပေါ်ပေါက်လာတယ်ဆိုတာကမိခင်တွေရှိလို့ပဲဖြစ်ပါတယ်เนาะဒီနေ့သားသမီးတွေအတွက်စိတ်ဆင်းရဲနေတဲ့မိခင်တွေအများဆုံးငြိမ်းချမ်းခြင်းရှိပါစေအများဆုံးမိသားသမီးတွေအတွက်ဝမ်းမြောက်ကုန်ရတဲ့အခြေအနေတွေကိုပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလို့တယ်ကျွန်တော်တို့ဖြစ်မျိုးသားသမီးတွေလည်းမကြုံတွေ့ဖို့အတွက်ကျွန်တော်ဆုတောင်းတယ်မိဘတွေရှိတုံးမှာမိဘကိုဝမ်းမြောက်စီတော်သူတွေဖြစ်ဖို့အတွက်ကျွန်တော်နေနဲ့ကျွန်တော်တက်တာအဖြစ်မျှဝေပေးလိုပါတယ်ဆိုတော့အမေများအားလုံးချမ်းမြေပါစေ